အားလုံးမင်္ဂလာပါကျွန်တော်ကတော့နာမည်ကတော့ Purple Gaming ဖြစ်ပါတယ်နော်ဒီနေ့ဗီဒီယိုလေးမှာဆိုတော့နော်Survival Series လေးတစ်ခုလောက်အောင်တွေ့ရှိပါတယ်ဆိုတော့အားကြပါအောင်ဆိုတော့ခုမှ Survival စဆုံးပါဆိုတော့အရင်ကတော့ Creative Mode တွေနဲ့ပေါ့နော်ဆိုတော့ဒီပိုင်းခုမှ Survival စဆုံးမှာဖြစ်တဲ့ကျွန်တော်အားကြအောင်ဆိုတော့ Let's go Okay ဆိုတော့ဟုတ်ဘစလာနေရွာတန်းသူရောမိုက်ရောစလာနေဘလို့ရွာတန်းသူရောပြီးတော့တော့တည်ရင်ခုတ်ပဲတော့ခဏအရင်ခုတ်ထားလိုက်မယ်ကွာဆိုတော့ပြီးတော့ဒီအိမ်နဲ့ဘာရှုံဝင်နိုင်ပြီ Oh bro Diamond နှလုံး Show မားကြီးနောက်ပြီးကြတော့ပြောင်းကြွားတော့တော်တော်လေးမားကြီးထဲမှာပါဒီဆိုတော့ဒါရတော့တော့စာရီလာတော့လောက်ကြโอเคဒါတော့ iron cool လဲဒါရှိတယ်ဒေါ်လာညဒီမှာလဲတခုအေးရဟိုမှာလဲနှစ်ခုမိုက်တော့ဒါရပါတော့ဆိုတော့โอเคပါစင်ပြေဒါရဲဆို oh yeah iron full ရမှာ let's go Okay ဆိုညမွေးကိုကြံသေးတယ်ပြီးတော့ရှီးလို့အောင်ဒီနေရာမှာနော်ဒီနေရာမှာနိုင်ရမယ်ပြီးတော့ရောင်းကော့ပိုက်ရေးပါကွာဒီထားရတော့ဆိုတော့နောက်ထပ်နေရာရှိတော့ Okay ဒီထဲပါရှိနိုင်ဟိုချက်ရှိဒါရှိမစိုးဘူးကွာဒီရွာနားလေးဆိုတော့တော်လေးမိုက်လိုက်အိုးကားဘာမ Oh my god ပြောင်းရတာပေါ်တဲ့ဆိုကြီးတကားဘေးပါတော့တာနေတာပေါ်တဲ့ဆိုကြီးတွေ့ရOkay ဒီထဲပါချေ Ready ဝရောင်းဘာမှလည်းမရှိဘူးမစိုးပါဘူးနော်ဒီ Diamond နှလုံးနဲ့ Horse Armor ရတယ်ဆိုတော့နည်းနည်းကောင်းတော့ဒီအဝင်ပြီးမလားဒီဝင်ပြီးဆိုတော့ဘယ်တော့ကြာအိုက်ပဲLet's go. Oh. Okay, so no way. Qua rồi mà dạo lại của nó. So. Này mình let's go. Cho. Thả về đi. Daga terus saya nak tipi ni jangan tahu. Saya nak dah yang lain mana so.
Qua nói bà đó mẹ thôi xí đâu khu lo mẹ xí đâu bố xí đâu bố thôi đã lâu à mẹ giờ đã giờ đánh bè lấy số đã lâu à mẹ bây giờ thầy máy nhầm rồi bí xoay nó rồi áo mẹ xóa sông này máy ảo nó sông này máy một đoạn cú sao mẹ cú lý sao mẹ ôi ơi xí ai quá này thì đó mà con gì à ta đi ở nó thì sợ sao mai một số cú lý từ đầu xài gom là không biết mà cú xí đầu được không mà cú xí đầu thì rồi tôi ta làm được bây giờ xa bị rồi chỗ này bài trigger eh I don't thought I'm breaking the thì mà cha rồi xin nó này xin bia thì đó thấy nó xin bia thằng anh mà nhá thằng anh mà thế nhầm nhau thì ôi thì mà bây giờ ấy rồi let's go khi so với mai của phía tây mình nó kia của tôi à tôi lấy mai điều à có cho phải ai phần nào được vào lưu ý ôi ôi đi thế mà chưa con đi xem à nó xong giờ thái món đi vậy toa tụ điểm rồi xin gì bây giờ cô tu mà tao mai mua rồi tao mai mua được thì nhà đâu mà tu ra cái này cô bắt buộc nào rồi nhìn này cầu lo xí đâu ê ta nấu tên này à nó làm gì ta số nào là vi tài à thôi số nào là cái xoay đâu qua đâu mà mà sẽ đi đâu mày nói ê quá ta mà mình xí đều ta không may đó là cháu của cái gì tôi ní màu này qua thì này á di mana mamanya ya
ဘာလို့တာကြီးလာမိုင်းလဲဆိုရင်တော့ရွာဟိုင်မိုင်းနေအိမ်เนี่ยစုပ်ပြတ်သွားမှာဆိုလို့နော်ဆိုတော့ဒီကလာမိုင်းနေကိစ္စမရှိပါဘူးပြန်လို့ရတယ်ဟုတ်တယ်အိုး bro မဒါရဲနာဟိုအိုင်းနော်ဘရိုကျွန်တော်စောရတွေးတင်တယ်နော်โอเคဆိုတော့ mindset တွေကိုတွားကြโอเคဆိုတော့ကျွန်တော်စောနာ mindset လို့ပြောမိအမှားပါပဲเนาะဆိုတော့ဒီလေဆုပ်ကြီးရောက်သွားပါโอเคဆိုတော့ရှာရမယ်ဟုတ်တယ်ဘယ်ပေါက်ကဝင်ခေါင်းလုံးကွာဒီညဘာကြီးနဲ့ဆိုင်ဘယ်လိုဖြတ်လိုက်မယ်ကွာရကွာဒါလေရရောက်သွားပြီဆိုတော့ကဒီက cross ရ traction mark ရဒါကြမှာဒီရောဟာအဲ့ဘက်ကြီးတော့မှာဒီဘက်တည်းရင်ထားလာအောင်ဒါရခဏထားလာလောက်မှမစောသေးဘူးဟေးအိုင်ဒီယာပြေးရောမယ်ထားလုံးမယ်ပြီးတော့ထားလုံးမယ် let's go ရှောက်ပြီကွာဒီဘက်ကိုသွားမယ်ဒိုင်းမွန်လေးထပ်တွေ့ယို bro oh my god အမရစာတွေ့ခဲ့ပြီးနောက်ဆုံးတော့လေအမရနဲ့ငါ့ကိုစော့ရွာလဲလီရနော်တွားရမယ်ကွာဒီတော့လော်ရီရွာပြန်ရောက်မှတွေ့ကြပါမယ် bye โอเคဆိုရွာရောက်ပြီကွာ let's go ဆိုတော့ကရောငါမင်းကိုတိုက်ရင်ကောင်းမလားတော်တတ်တော့ငါထဲလဲ iron နဲ့ရှိညာဆိုခူးတော့မှာကူရဲတော့ပဲโอเคဆိုတော့နော်ရီကူရဲတော့မယ်ဆိုနောက်ကူပေါ့နော်ဒီအောက်လောက်ကိုတူပါလိုက်စောကအရင်ဆုံးမလိုရဟာလေးကိုတော့ဒီအိမ်ထဲကိုထားတယ်ဒါโอเค
okay ဆိုတော့ပြီးရင်တော့ဟေးဒီကောင်လေး craft ပြီးရင်ဒီကောင် craft ပြီးရင်ခေါ်လို့မအောင်နော်ခေါ်လို့ပြင်တော့ဟာရောင်ကြီးညရောင်နေရောထားတော့အဲ့လိုရရချင်းအဲ့လိုက်တော့နှစ်ရက်ကိုဘာမှမလုပ်ဖ ೇನೆ ကုန်သွားပြီဟိတော့မိုင်းတူကြတယ်哎呦，阿瓜鸡的也养鱼，这鸡那哪背？啊，所以这样了嘛，了嘛。Hello ပြန်ပြီဟေးအိုးဖူအောင်မဘာကောင်းလုံးဒီပြရနေပဲရောင်ဒီ level မှာ diamond တွေ့ရဒီဆိုရောင်ရေး diamond လည်းတွေ့ရောပြကလည်းကုန်ရော let's go ကောင်းတယ်အဲ့ဒါကောင်းတယ်Diamond, let's go. Okay, va. Diamond ပဲတော့ရှစ်တော့မရှိရပါဒါတော့ကော်ပါရီ Okay ဒီမှာနောက်ထပ် diamond တွေထပ်တွေ့ရောdiamond ဒီဟာကြီးကျလိုက်ခဲလိုက်ယူတူရကြီးမိုင်လေးဆိုအခုထပ်တူကြမယ် let's go oh my godဒီမှာတော့okay god ဒီမှာလာပစ်တွေကွာလာပစ်တွေနဲ့လာတူးရရောင်ကြီးကိုရီအေးပါ
ကိုကြီးလည်းလိုအပ်မှာကွာနေတာရဲသွားချင်ဆိုတော့โอเคဆိုရေရရှစ်ဖလိုင်းရေရပဲရောက်တော့လောက်ပဲရှိခေဆိုခုကတော့ကျွန်တော်တို့မိုင်းနွေးနေကနေပြန်တက်လာပြီပေါ့နော်ဟိုရှားလာတဲ့ diamond အနေနဲ့က40 တလုံးရလာတယ်ဆိုတော့ဟုတ်တယ်မလား diamond 40 တလုံးနဲ့ဆိုရင်တော့ diamond full armor ရပြီပေါ့နော်ဆိုတော့ပြီးတော့လာပစ်14ခုနဲ့လာပစ်က1 stat နဲ့ဟိုရှိသေးတယ်နော်ပြီးတော့ဒီမှာကော်ပါကြီးပေါ့နော်ကော်ပါကြီးကတော့ဟိုလည်းရတယ်1 stat နဲ့မှ2လုံးပြီးတော့ဒါရောရတယ်ပြီးတော့ဒါ redstone နဲ့ရောဂိုးရောရရတယ်ပေါ့နော်နော်ရီဆိုတော့နောက်ဆိုစင်မြေဟုတ်တယ်မလားဆိုတော့ diamond armor လေးတွားလို့လိုက်ချင်တယ်let's go ရောက်နေပြီအားလည်းပါရှယ် diamond နဲ့လုံးနဲ့ဆိုရင် okay ဆိုတော့တော်တော်လေးရနေပေါ့ဘတ်တွေကိုခဏဖြတ်လိုက်ဘတ်တစ်ခုလောက်မလို့လောက်တဲ့ဟာလေးကိုဖြတ်ခဏလောက်ဖြတ်ပြီးရမှတော့အိမ်ဆောက်မှာနော် episode 1လေးမှာတော့အိမ်ကြီးရတိတ်ပြီးအဆင်ပြေသေးတော့မဆောက်သေးပါဘူး episode 2ကြာမှအိမ်ဆောက်မယ် okay ဆိုတော့ဒါမှကျွန်တော်တို့ခဏလောက်ဒါလေးကိုထည့်ထားလိုက်မယ်ပေါ့နော်အစိမ်ဖြီအောင်လေးရောလာပေးတယ်ရောခဏလောက်ထည့်ထားလိုက်ပြီနော်ဒီစောရောထည့်ထားလိုက်မယ်ပြီးတော့ဒါလေးယူထားမယ်ဒါလေးခဏထည့်ထားလိုက်မယ်ဒါလေးထည့်ထားဒီဘက်ကမလို့သေးဘူးပေါ့โอเคဆိုတော့craft ကြမယ် let's go ဆိုတော့အားလုံးပဲကျွန်တော်တို့ဒီမှာ diamond full ရမှာရပါတယ်ဆိုတော့ဝှေ့ကြည့်ကြမယ် let's go okay ဆိုတော့ကျွန်တော် diamond full ရမှာရပါတယ်ပေါ့နော်ဆိုတော့ diamond ဆော့လို့ s လို့ကလုံးဆရာရှိသေးဆိုတော့တော့အဲ့ဒါကြီးလုံးကြမယ်ထက်လို့ကြမယ်လိုအပ်တာကတော့တို့တယ်လို့ပဲဆိုတော့19တောင်ကျန်သေးရဆိုတော့အဆင်ပြေသေးရ bro ဆိုတော့ဒါလုံးလို့ရတယ် okay ဒါလုံးမယ်ပြီးတော့ဘာလို့ဆရာရှိသေးလဲဘာမှလုပ်တယ်မဖြစ်ဒါကတော့တိတ်ပြီးတော့အသုံးမလို့သေးဘူးမလို့ဘူးပေါ့နော်တိတ်မသုံးတတ်ဘူးဆိုတော့ချက်လေးလိုက်ထပ်လောက်အောင်နော်ချက်ကတော့မလောက်ဘူးဖြစ်နေဒီချက်နဲ့တော်တော်လေးဆန်နေတော့ item တွေကတော့များနေဆိုတော့ကရောင်ကြီး
ဒီနေရာလေးကိုတော့ခဏလောက်ဖြတ်ခွင့်ယူပါနော်ဒီကဖြတ်လိုက်ဘေးနားနေဆိုဒါလေးနှစ်ခုလောက်လုပ်မယ်နှစ်ခုလောက်လုပ်ပြီးရင်ဒီပေါ်မှာထပ်โอเคဒီပေါ်မှာနောက်တစ်ဆွင်းထပ်လိုက်မယ်ဒိုင်းမွန်နေရာထည့်ထားလိုက်ပြီနော်တိတ်ပြီးတော့မလို့သေးဘူးဆိုဘရိုရေဒါလေးဆိုလုံးဝမထိခိုက်သေးဘူးโอเคဆိုနော်ဒီ diamond full ရမှာလေးရတယ်ဆိုတော့နော်ဒီ episode 1လေးကိုနော်ဒီညမှာရလိုက်ပါမယ် okay ဆိုတော့ episode 2မှာဒါတော့အားလုံးပြန်တွေ့ကြမယ်ဟုတ်လားအားလုံးပဲနော်ရီဆိုတော့ episode 2ကြမှာပြန်တွေ့ကြပါမယ်ဆိုတော့အားလုံးပဲ bye see you again okay